လူတိုင်းမှာတနေ့စိတ်ညစ်စရာတွေအများများနေတယ်အလုပ်ထဲမှာပဲဖြစ်ပတ်စံအတွက်ပဲဖြစ်ဟုတ်တယ်မလား stress တွေအများများနေအဲ့လို stress တွေပျောက်ဖို့ပထမဆုံးလုပ်ရမယ့်အလုပ်ကခရီးများထွက်ပါအဲ့ရကဘဝရဲ့အဖိုးတန်ဆုံးယဉ်ကျေးမှုနံမှုပဲတနေ့ကိုပဲအချိန်100လောက်ပြန်လည်နေထိုင်ရတယ်လို့ခံစားရဘူးလားယုံအိမ်အလုပ်ဖိအားဒီတန်တရားတွေကနေဘယ်လိုယုံထွက်မလဲအဖေကတော့ရိုးရှင်းပါလေခရီးထွက်ပါဒီနေ့ကျွန်တော်ဘာလို့ခီးများသွားဖို့တိုက်တွန်းချင်တာလဲဆိုတဲ့တိတ်ပံကြီးကြအကျိုးကျေးဇူး၃ချက်နဲ့ကိုတွေးအတွေ့အကြုံမျှဝေပေးသွားပါမယ်နံပါတ်1အုံနောက်ကိုအနာပေးခြင်းနဲ့စိတ်ပီစီမှုရောကြခြင်းအလုံးများတဲ့အခါစိတ်ပီစီမှုဟော်မုန်းကိုလက်စောမြင့်တက်လာတယ်ခရီးသွားခြင်းကဒီဟော်မုန်းကိုရောကြစေပြီးစိတ်ပိုင်းဆိုင်ရာပေါ်ပါမှုကိုချက်ချင်းပေးစွမ်းနိုင်တယ်နံပါတ်2တီထွင်ဖန်တီးနိုင်စွာ creativity တိုးတက်ခြင်းပတ်ဝန်းကျင်အသေးအမြင့်အသေးအနတ်အသေးအရာသာအသက်တွေထူပေးလိုက်တဲ့အခါတင်ဦးနောက်ခပုံတွေတွေးခေါ်မှုကနေရုံထွက်ပြီးအမြင်အသေးတွေပေါ်လာဖို့တွန်းအားပေးပါတယ်လူမှုဆက်ဆံရေးနဲ့ကိုယုံကြည်မှုကိုတိုးတက်ခြင်းခရီးသွားတဲ့အခါနေရာစိမ်းလူစိမ်းတွေနဲ့စကားပြောရအခက်ခဲကိုကိုယ်တိုင်ဖြေရှင်းရတဲ့အတွက်ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့လူမှုဆက်ဆံရေးစွန့်စားရဲ့စိတ်ဓာတ်တွေကိုတိုးတက်လာပါတယ်။ဒါကြောင့်ခရီးများသွားပါဘလောက်အကျိုးကျေးဇူးရှိလဲဆိုတာကိုယ်တိုင်ခံစားကြည့်ပါ။တင်းရဲ့နောက်ထပ်ခရီးစဉ်ကိုcommentမှာမျှဝေပေးခဲ့ပါဦး။